project တစ်ခုကနေနောက် project တစ်ခုကို view template တွေ copy ယူတဲ့အခါကိုလိုချင်တဲ့ view template တွေကိုပဲရွေးပြီး copy ယူလို့ရတယ်ဆိုတာသိပြီးကြပြီလားဒီဗီဒီယိုလေးထဲမှာတေချာလေးပြောပြပေးထားလို့အဆုံးထိကြည့်ကြည့်ကြရအောင်မင်္ဂလာပါ internet YouTube channel ကနေကြိုဆိုပါကျွန်တော်တို့အခုလုပ်နေတဲ့ project တွေကိုအရင်ကလုပ်ခဲ့ဘူးတဲ့ project တွေက view template တွေလိုချင်တဲ့အခါမျိုးတွေရှိပါတယ်။အဲ့ဒီအချိန်မျိုးမှာဆိုရင်ကျွန်တော်တို့က view template တွေကို copy ကူးဖို့လိုပါတယ်။ကျွန်တော်အခုဆိုရင်ဒီဘက်မှာဒါ new project ပေါ့နော်။ဒီဘက်က project က view template လေးတွေကျွန်တော်လိုချင်တယ်ဆိုရင်ကျွန်တော် new project ကိုသွားမယ်။ manage ထဲမှာ transfer project standard ဆိုတာရှိတယ်။အဲ့ဒီထဲမှာcopy from မှာကျွန်တော်တို့လိုချင်တဲ့ view template တွေရှိနေတဲ့ project ကိုရွေးလိုက်မယ်ပြီးရင် check none ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီထဲမှာ view template ဆိုတဲ့ဟာကိုရွေးလိုက်မယ်ပြီးရင် okay ပေါ့ဒါဆိုရင်သူကအဲ့ဒီ project ထဲမှာရှိတဲ့ view template တွေအကုန်လုံးကိုဒီထဲကိုထည့်ပေးမှာအဲ့မှာကျွန်တော်တို့ဒီဘက် project မှာလည်း view template တွေရှိပြီးသားမလို့သူက override လုပ်မလား new only ပဲယူမလားလို့မေးတာဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်က new only ပဲယူလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ဒီ view တွေက view template ထဲမှာ manage view template ကိုတွားကြည့်ရင်ကျွန်တော်တို့ဟိုဘက်က copy ယူလာတဲ့001ကနေ005အထိ view template တွေအကုန်ရောက်လာမှာပဲဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့မလိုချင်တဲ့ view template တွေပါလာတယ်ဆိုရင်ကျွန်တော်တို့ကပြန်ဖြတ်ရမှာပေါ့နော်အဲ့ဒါမျိုးဆိုရင်ကျွန်တော်တို့ကဒီ manage တဲက transfer project standard အစားတခြားနည်းကိုလည်းသုံးလို့ရပါသေးတယ်ကျွန်တော်ဒီဘက်က view template တွေရှိတဲ့ project ထဲမှာကျွန်တော်လိုချင်တဲ့ view template က001နဲ့005နှစ်ခုပဲလိုချင်တာပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်ဘယ်လိုလုပ်မလဲဆိုတော့ EF2s တဲက transfer view template ကိုသုံးလိုက်မယ်ပြီးရင် copy from ဆိုတဲ့နေရာမှာကျွန်တော်ကလိုချင်တဲ့ view template တွေရှိနေတဲ့ project ကိုရွေးမယ် copy to ဆိုတာက new project ကိုရွေးမယ်အဲ့ကြရင်ကျွန်တော်တို့ကသူကဘယ် view template တွေကို copy ယူမလဲဆိုပြီးတော့မေးလိုက်မယ်အဲ့တော့မှကျွန်တော်က001နဲ့005ပဲယူမယ်လို့ပြောလိုက်မယ်ပြီးရင် transfer view template လို့ပြောလိုက်မယ်ဒါဆိုရင်ပြီးသွားပါပြီကျွန်တော် new project တွေကိုတွားကြည့်မယ်ပြီးရင် view တွေက view template ထဲက manage view template ကိုကြည့်လိုက်မယ်ဒါဆိုရင်ကျွန်တော်လိုချင်တဲ့001နဲ့005ပဲဒီဘက်ကို copy ကူးလိုက်မှာဖြစ်ပါတယ်ဒီလိုနည်းနဲ့လိုချင်တဲ့ view template တွေကိုပဲရွေးပြီးတော့ copy ယူနိုင်ပါပြီခင်ဗျာ okay အခုဆိုရင် view template တွေကိုဘယ်လို copy ယူရတယ်ဆိုတာကိုသိချာသိသွားပြီလို့ထင်ပါတယ်ခင်ဗျာ See you in the next video